polycythemia vera PV လို့ခေါ်တယ်အတူကောက် PV အတူကောက်ဒီ polycythemia ကသူရဲ့ symptom တွေကယောဂလက္ခဏာတွေကဘာတွေလဲဆိုရင်သူက heart attack ကိုဖြစ်နိုင်စေတယ်နှလုံးကိုရက်စီနိုင်တယ်ဘာလို့လဲဆိုတော့သူတို့ဒီ bone marrow အနေ cancer ယောဂကြောင့်မို့ bone marrow အနေဒီ RBC လို့ WBC လို့ platelet တို့အဲ့လိုထွက်တဲ့ခါကျတော့ရိုးမထွက်ဖက်နဲ့ရေဒီ black clot သဘောမျိုးရေပစ်ချဲနေပစ်ချဲတဲ့ဟာကိုဒီတွေးလမ်းကြောင်းထဲမှာဝင်သွားမယ်ဆိုရင်ဝင်သွားပြီးတော့ခါကျတော့ heart နှလုံးမှာပိတ်နိုင်တဲ့အခြေအနေရှိတယ်ဒါကြောင့်မို့ heart attack ရနိုင်တဲ့ဒီယောဂတစ်ခုဖြစ်တယ်ဒီယောဂ symptom တွေအဖြစ်ဖြားမယ်အယူရနာမယ်အဲ့လိုမျိုးသူကတော်တော်ကိုဆိုးပေါ်တဲ့အခြေအနေဖြစ်နေအဲ့တော့တငယ်ချင်းတယောက်လည်းတူပဲကိုယ့်ရဲ့အရင်လေးဆုံးတငယ်ချင်းတယောက်ဘန်ရန်ကုန်ကနေဘန်ကောက်အသွားလေးစိတ်မှာဆုံးသွားတယ်လေးစိတ်မှာဆုံးသွားတာဟာကြတော့သူ့ရဲ့သွေး black clot broke heart ဒီသွေးကလေးကနှလုံးမှာတော့ပိတ်တယ်တော့ပိတ်ပြီးတော့ခါကျရုပ်ရက်ပဲကုလို့မရဝုန်းတိုင်းဆိုတော့ဆုံးသွားရှာတယ်ဒီပထမကြိမ်တော့တစ်ခါဖြစ်ဖူးတယ်နှလုံးယောဂဖြစ်တော့တစ်ခါဖြစ်ဖူးတယ် diagnose ကဘာမှမသိလိုက်ဘူးဒုတိယကြိမ်ကျတော့ဒီ black clot ပြည့်နေတာကိုတကယ်တမ်းကျတော့ဒီနှလုံးမှာတွေးလမ်းကြောင်းမှာပတ်နေတဲ့အခြေအနေကို heparin ဆိုတာဆေးသူ heparin ဆိုတာကသူကိုခဲတဲ့သူတွေကိုပြန်ရော့တဲ့ဆေးလေအဲ့ဒါတခါဒီထိုးပြရတယ်အဲ့တော့မာဘီမှာတော့အဲ့ဒါမသိဘူးနဲ့တူတယ်အဲ့ဒါကြောင့်မို့ဒီတိုင်းယောဂ diagnose မလုပ်နိုင်တဲ့အတွက်ကြောင့်မို့တငယ်ချင်းလည်းဆုံးသွားရှာတယ်အဲ့လိုမျိုး